ဒီလူက DC စက်ကြောလာရဲ့အမြင့်ဆုံးစွာအားရှင်ပေါ့ကျွန်တော်မှအထိမ်းမှတစ်စိတ်တစ်ခုရှိရမယ်ဆိုရင်အဲ့ဒါဟာကျွန်တော်ကိုယ်တိုင်လေးစားရရဲ့အရာပဲဖြစ်ရမယ်တကယ်တော့သူကအစကတာမန်သိပ္ပံပညာရှင်တယောက်ပါစမ်းသပ်မှုတစ်ခုမှမတော်တဆဖြစ်ပြီးသူဟာ quantum ဓာတ်ခွဲခန်းထဲမှာပိတ်မိသွားခဲ့တယ် program ကအကုန်လော့ကျသွားပြီအချိန်တော့ခတ်မှုကိုဘလို့မှကြော်လို့မရတော့ဘူးစက္ကန့်ပိုင်းအတွင်းမှာပဲသူ့ခန္ဓာကိုယ်ကအတန်ဒီအဖြစ်သက်ဆက်စီပြိုကွဲသွားခဲ့တယ်အဲ့ဒါဟာသူနောက်ဆုံးအချိန်ခံစားခဲ့ရတဲ့ကြောက်ရွံ့မှုပဲဒါပေမဲ့ရက်အနှဲငယ်အကြာမှာတော့ Anfred တစ်ခုဖြစ်လာခဲ့တယ်သူ့ခန္ဓာကိုယ်ကသူ့အလိုလိုပြန်ပြီးစုစည်းလာခဲ့တယ်ရုပ်ခန္ဓာပြန်ရလာရုံတည်းမဟုတ်ဘူးဘယ်သူမှရှင်းလို့မရတဲ့စွမ်းအားတွေကိုပါရလာတာအိုဖေဟာတကယ်သူဟာတီရှိသမျှရုပ်ဝတ္ထုမှန်သမျှကိုအလွယ်လေးဖြိုခွဲနိုင်တယ်လို့ပြန်လဲတီဆောက်နိုင်တယ်ဒီရုပ်ပိုင်းဆိုင်ရာလောကမှာသူ့ကိုတန်ရာရအောင်လုပ်နိုင်တဲ့အရာဘာမှမရှိတော့ဘူးအချိန်နဲ့ဟင်းလင်းပင်ကိုလည်းစိတ်ကြိုက်ဖြတ်တန်းသွားလာနိုင်တယ်စိတ်ကူးလိုက်တာနဲ့အင်္ဂါကြိုကိုရောက်သွားနိုင်တာမျိုးပေါ့သူ့ရဲ့စိတ်ဆွမ်းရင်တခုတည်းနဲ့ဘာမှမရှိတဲ့အရာကနေအကုန်လုံးကိုဖန်တီးပစ်နိုင်တယ်လက်ကိုအသာလီမြှောက်လိုက်ယုံနဲ့မိနစ်ပိုင်းအတွင်းမှာတက်ရှိတွေကိုပြဖြစ်အောင်လုပ်နိုင်တယ်စစ်တစ်ခုလုံးကိုလည်းရပ်တန့်ပစ်နိုင်တယ်အဲ့ဒီအချိန်မှာလူသားတွေရဲ့အမြင်မှာသူဟာဖျားသခင်တပါးလိုပဲအစပိုင်းမှာတော့လူတွေကသူ့ကိုကြောက်ရွံ့ယိုသေးစွာနဲ့ကိုးကွယ်ကြတာပေါ့ဒါပေမဲ့သူ့စွမ်းအားတွေပိုကြီးလာလေလေသူ့စီမှာလူသားဆန်မှုတွေပျောက်ဆုံးလာလေလေပဲယုံကြည်မှုတွေနေရာမှာကြောက်ရွံ့မှုတွေအစားထိုးလာတယ်နောက်ဆုံးတော့လူသားတွေကစုပေါင်းပြီးသူ့ကိုတပ်ဖို့ထောင်ချောက်ဆင်ကြတယ်သူနောက်တစ်ခေါက်ထပ်ပြီးတစ်ဆက်စီပြိုကွဲသွားတာပေါ့ဒါပေမဲ့သူတို့မသိခဲ့တာကသူ့ပထမဆုံးတက်မြောက်ခဲ့တဲ့ပညာကကိုဘလို့ပြန်ပြီးစုစည်းရမလဲဆိုတာပဲလူသားတွေရဲ့သစ္စာဖောက်မှုကသူ့ကိုအကြီးအကျယ်စိတ်ပြတ်သွားစေတော့တယ်ဒါနဲ့ပဲသူဟာအရာအလုံးကိုဖျက်ဆီးပစ်ဖို့ဆုံးဖြတ်လိုက်တော့တယ်သူလက်ကိုအသားလေးမြှောက်လိုက်ယုံလေကြီးမားတဲ့စွမ်းအင်တွေပောက်ကွဲထွက်လာပြီးလူသားအလုံးကိုဝါမျိုးသွားတော့တာပဲမြို့ကြီးကလည်းခဏအတွင်းမှာအပြက်စီးပုံထွက်သွားခဲ့တယ်ဘလို့ပဲခုခံပါစီအလကားပဲဒါဟာနျူကလ িয়ার ဘုံကြောင့်ဖြစ်တာမဟုတ်ဘူးအဲ့ဒါကျွန်တော်ကိုယ်တိုင်ပဲ